Hello ဆရာကြီးပြောလို့အခုပြောမယ် ဟုတ်ကဲ့ပါရှေ့မှာဒုံးကန်လာနေလို့ Hello ဆရာကြီးမြတ်တော့ ဟုတ်ကဲ့ ဘောလေးကိုဆရာကြီးကိုကသရမှုကတခါလေဒုရခံဖို့စစ်ပေးလိုက်ပြီစစ်စင်ရေးမှာရိုးချွန်ချွန်တော့လို့လေအခုဘောလေးဖြစ်သွားပြီဆရာကြီး ဟုတ်ကဲ့ပါ ကျောင်းလာနေ ဟုတ်ပါဒုံးလာနေလို့ အေးဆိုခင်ဗျားဘောလေးဖြစ်သွားပြီခင်ဗျားကုတ်ခဲ့တော့ဒုရခံဖို့စစ်တိုးပေးလိုက်ပြီစစ်စင်ရေးမှာရိုးချွန်ချွန်ကြိုးစားလို့ကသရမှုကငါပေးလိုက် ဟုတ်ပါ ဟယ်လိုဘယ်ဘက်အရှက်ဘက်ချမ်းပြစ်ပြရမှာလားဘယ်ဘက်ချမ်းပြစ်ပြရမှာလဲပြော ဘိုးကြီးကျွန်တော်ကဘယ်ဘက်ကိုပြစ်ပေးရမှာလို့လင်းပြစ်ဖို့ကဟိုရစကန်အဟောင်းယုံဘက်ပဲလားရတာလိုင်းအောင်တမ်းမဲ့ကိုအခုချိန်ကျဲပါတယ်ဗျ ဟုတ်ပြီလိုင်းအောင်ရတယ်ရဟရင်ဝင်ပါပါလားရဟရင်ဝင်ပါလား ဆိုင်လိုက်စီ မပါဘူးဒါမှမရှိဘူး လို့ကြတယ် ထိန်းနာတက်ပြီရောက်တော့မယ် ဘိုးလေးတန်နေအောင်ချိန်နှပ်ပြီးတော့ဘိုးလေးတန်နေအောင်ဥမာအပေါ်ကောင်တက်လာနေပြီတဲ့ ဘိုးလေးကဝဲတာဘယ်လိုရှိလဲဇာတိဥရုဘိုးလေးဝဲတာ ဝါဒကောင်းတယ်ဗျဝါဒ ဟုတ်ပြီအဲ့ဒီရဲစကန်လိုင်းအောင်ဘက်ကိုဂူးချပေးမယ်ဘုံချပေးမယ်နော် ရတနာဟောင်းရဲ့လိုင်းဟောင်းရဲ့ဒီနေရာပြောထူပြော ရတာ လုံးမထားတယ်ပဲနောက်ရောက်သွားတယ် ဖေကုံယုံကကျွန်တော်တို့ကြောင်းလိုင်းသားနဲ့ညီးလာဘယ်နားမှလဲထွေကုံယုံက ချုံယုံကကျွန်တော်ဖုန်းကြောင်းနားမှာပဲချုံယုံအများလေးလို့ပါဟိုမှာသူတို့ကတက်လုံးတော့မှာမလို့ဟုတ်တယ်ဗျဂတိမအကူလာမရမယ်သူတို့ကတက်လုံးနေပြီ လာမယ်နော်ဘုံနေကြီးပဲချမှာနော် ဆိုင်ဒါလေးပေးပါ မရှိဘူးလို့ ဆိုင်ဒါလည်းဆွဲတော့မှရတာ ဒီအောင်ဖြုတ်လိုက်လေဒီအောင်ဖြုတ်ကိုလိုဖွက်ထွက်ဒီလိုဟုတ်ပြီအရင်တော့ဟုတ်တယ်မြန်